ကိုယ့်ရဲ့ social media account နှစ်ခုရှိပြီးတော့ application ကတစ်ခုပဲရှိလို့စိတ်ညစ်နေပြီလား account နှစ်ခုကိုတပြိုင်တည်းသုံးလို့ရမယ်ညီလန်လေးကိုဒီ video file မှာပြပြသွားမှာဖြစ်ပါတယ် Okay အရင်ဦးဆုံးကိုဖုန်းမှာရှိတဲ့ setting ထဲကိုအရင်ဝင်လိုက်ပါပြီးတော့ရင်အောက်ဆွဲချပြီးတော့ advanced feature ဆိုတဲ့နေရာလေးကိုတစ်ချက်နေလိုက်ပါပြီးတော့ရင်အောက်ဆွဲချပြီးတော့အောက်နားလေးမှာ Dual Messenger ဆိုတဲ့စာလေးကိုတွေ့မှာဖြစ်တယ်အောက်ကခုပြထားတာကတော့ကျွန်တော်တို့ပွားပြီးတော့သုံးလို့ရမယ့် application လေးတွေကိုပြထားတာဖြစ်ပါတယ်။ account နှစ်ခုကိုကျွန်တော်တို့ Messenger တော့၎င်း Facebook တော့၎င်းကျွန်တော်တို့နှစ်ခုတစ်ပြိုင်တည်းသုံးချင်တဲ့လူတွေအတွက်အဆင်ပြေစေမယ့်အရာလေးဖြစ်ပါတယ်။ account နှစ်ခုကို application နှစ်ခုနဲ့တွေ့သုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တွေ့သုံးချင်တဲ့ app ရဲ့ဘေးနားမှာရှိတဲ့ခလုတ်လေးကိုဖွင့်ပေးရမှာဖြစ်ပါတယ်။ဥပမာ Messenger ကိုနှစ်ခုပွားသုံးချင်တယ်ဆိုလို့ရှိရင် Messenger ရဲ့ဘေးနားမှာရှိတဲ့ခလုတ်လေးကိုကျွန်တော်ဖွင့်ပေးရမှာဖြစ်ပါတယ်။ Okay အဲ့လိုပေါ်လာလို့ရှိရင်ကျွန်တော်တို့ install ဆိုတဲ့စာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ application နှစ်ခုပွားသုံးလို့ရတော့ပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်